Hello Okay นี่ရေရန် download စာမယ်ဆိုတော့ဒါတော့ပါဝင်ပစ္စည်းတင်ထားရပေါ့ဒီမှာတော့မီးနဲ့ခေါက်ဆွဲပြုတ်မယ်ရှင်လေးပတ်လာတော့ကျွန်တော်ခေါက်ဆွဲတို့လေးထည့်လိုက်မယ်ပေါ့နော်ခေါက်ဆွဲကိုအရင်မပြုတ်ခင်မှာဒီလိုစစ်ပေးလိုက်တယ်ပေါ့နော်နောက်ပြီးတော့ဒီအနှစ်တော့ပေါ့နော်ဒီထညက်လေးရယ်ပြီးတော့ဒီငပီတောင်လေးရယ်ပြီးတော့ခါကျတော့ဒီကျွန်တော်ပြင်ဆင်ထားတဲ့ဒီပါဝင်ပစ္စည်းလေးတွေပြီးခေါက်ဆွဲတုတ်တွေအမှုန့်တွေအကုန်လုံးကျွန်တော်မှဝေလိုက်ပါတယ်ဒီကောင်ကမျက်စုံနဲ့မထောင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ဒီကလေးဖြစ်သွားပါတယ်အဲ့လေကြီးကြီးစားပါလေအဲ့ဒါပြီးရင်နောက်မှာတော့ကျွန်တော်ရဲ့လူချင်းမင်းမျိုးကောင်းလားမကောင်းလားအကဲဖြတ်ခိုင်းလိုက်ပါတယ်ဒီဘွေးကလည်းပြောမှာဟုတ်လားလေဟာပြန်နေပြီးတော့လား ပြကြည့်တာမကြည့်တယ်ကောင်းလားကောင်းတယ်